အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Play Page Channel က Admin Jonathan ဖြစ်ပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဂိမ်းတွေနဲ့ရုပ်ရှင်တွေပရာလောကဇာတ်လမ်းတွေကိုစီရဆက်အားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Play Page Channel ကို Like and Subscribe လေးလုပ်ထားဖို့ရှင်းဥစွာပြောချင်ပါတယ်ခင်ဗျာဒီနေ့မှာတော့ပရာလောကဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးဖို့ရှိပါတယ်ရန်ကုန်မြို့ရဲ့စိန်မီချိုးရက်ွက်ပတိမတကူမှာထူးထူးခြားခြားတိတ်ဆိတ်နေရလမ်းမရိုင်ချိုးကတော့တစ်ဖြက်ဖြက်နဲ့တက်လို့ပြက်ခင်ဖြစ်နေပြီးတော့ကဝန်းကျင်တစ်ခုလုံးဝါချင်းချင်းအလေးအောင်မိမိမဲ့ပေးစနိုင်တော့အဲ့ဒီတိတ်ဆိတ်မှုကိုဖြတ်တန်းပြီးကိုထွန်းတယောက်ကတော့ခြေတန်းတက်တက်နဲ့ဒီတန်လာခဲ့ပါတယ်ကိုထွန်းကတကူတကားသမားတွေ့ပြီးတော့ရက်ွက်ထဲလို့ပြောင်းလာတိတ်မကြပြီးတော့ဒီနေ့အလုပ်ကအရေးကြီးတဲ့ project တစ်ခုကြောင့်ညနေတဲ့အထိ overtime ဆင်းနေရပါတယ်တကူလုံးနဲ့ညောင်းညနေမှုအိမ်ပြန်ရောက်ပြီးအိမ်ရတဲ့လဲလိုက်ခြင်းနဲ့စိတ်တစ်ခုပဲရှိတော့ပါတယ်။အညာရဲမှာကျိုးပြလိုက်တဲ့အချိန်မှာတော့ပုံမှန်ထက်အေးဆက်လာတဲ့လေတွေကိုသူတတိထားလိုက်မိတယ်။လမ်းထိပ်ကိုစောက်ကနေမှတောင်လိုပုံလေးအမက်ပုံလေးတစ်ပုံရှိပါတယ်ကွာ။အဲ့ဒီနေရာကမီးတိုင်ကပြတ်နေပြီးတော့မောင်းလေးချပြီးပုတ်စော်နန်းကြီးအနံ့စိုးကလည်းနှာခေါင်းကိုအစိမ်းနဲ့တိုးဝင်လာပါတယ်။ကိုထွန်းနှာခေါင်းကိုလက်နဲ့အုပ်ပြီးအဲမောင်ကျုပ်ကခက်သက်သက်ကြော်သားဖို့ပြင်လိုက်ပါတယ်။အဲ့ချိန်မှာပဲတစ်ဆက်နဲ့အမတ်အိမ်မေကြီးကိုလက်နဲ့ရက်ဖွာနေတဲ့အတန်ကိုချလိုက်ရကိုထွန်းချီလန်းနေရက်တန်တော့ခွေးတွေပဲဖြစ်မှာပါလို့ကို့ဘောအပေးပြီးစိတ်ထဲမှာတမျိုးကြီးဖြစ်လာခဲ့တယ်။လမ်းမီအောင်ကလည်းမိုက်ပုံနာကိုမရောက်တော့မောင်ထဲမှာပါရှိနေလေမြင်ရဘူးလေ။ကိုလေးပြန်လာပြီလား။တန်ရှည်သေးရတဲ့အတန်အော်ကြီးကမိုက်ပုံနေကနေထွက်လာပါတယ်။အတန်လူတယောက်ရဲ့အတန်အခွဲတန်ဖြစ်နေပါတယ်။ကိုထွန်းချက်သိမ်းမွေးနေထားပါလိမ့်ရဲ့။တုံရင်နေတဲ့လက်နဲ့ဟို plus me ကိုဖွင့်ကအမိုက်ပုံစီကိုထိုးကြည့်လိုက်ပြန်။မြင်ရတဲ့မြင်ကွင်းကြောင့်ကိုထွန်းရဲ့နှစုံကုန်တာဒေသန်တော်မတဲ့ဖြစ်သွားပါမိုက်ပုံပေါ်မှာလူတယောက်ကကုန်းနဲ့အမိုက်တွေကိုရှက်နေပါတယ်ဒါပေမဲ့ထူးဆန်းတာအဲ့ဒီလူရဲ့လက်မောင်းတွေကပုံမှန်ထက်နှစ်ဆမကပိုရှိနေပြီးတော့အမိုက်တွေကိုရက်လိုက်တဲ့မှာသူ့ရဲ့လက်တွေအမြကြီးတွေကိုအတော်လေးကိုဝင်သွားတဲ့အထိဆက်နဲ့နေဝင်သွားတာမျိုးပါသူ့ရဲ့ကြောမြင်အယိုးတွေကတော့အရှိပြားကိုဖောက်ထွက်ပြီးတော့ဖုထစ်တွေနဲ့ကြောက်စရာအလွန်ကောင်းလာပါကိုထွန်းလည်းထိထန်သွားပြီးစက်တွေတင်နေပါအဲ့လူကြီးကကိုထွန်းကကိုပြချင်းလှည့်လာဘုံမရအောင်မှမြင်လဲတဲ့မျက်နှာပုတ်ပွားနေပြီးအလုံးတစ်ပတ်ချွတ်ကြမတတ်အပေါက်ကြီးဖြစ်နေပါပါဇက်ကနေပုတ်စော်နန်းနေတဲ့အရေးကြီးစီးကြနေပါတယ်ခုပအမိုက်ပုံတွေကနေရက်နေပြီးဘာမှမစားတာကြာလို့စားပြလေးနည်းနည်းကျွေးပါလားလို့ပြောပါတယ်ခုထုံးနဲ့တတိဝင်လာတဲ့အချိန်မှာပဲအင်ကိုတုတ်ရှိတင်ပြေးလာပါတော့တောင်းနေမနဲ့မှာတော့ညဖြစ်တဲ့ဖြစ်ကိုပတ်ဝန်းကျင်ကိုမေးကြည့်လိုက်ရမှာတော့အဲ့ဒီအမိုက်ပုံမှာဟိုးရင်တော့သူတယောက်နေခဲ့လွန်ခဲ့တဲ့လလောက်ကပဲအမိုက်ပုံမှာရုပ်တရက်သေးဆုံးလာတဲ့ဆိုတဲ့အကြောင်းသိလိုက်ရပါတယ်ကိုထုံးလည်းမင်းညကိစ္စကိုတွေးပြီးဘဝမှာဘယ်တော့မှမမြင်နိုင်တော့ဘူးထင်ပါတယ်ခင်ဗျာအဲ့တော့မိလည်းကြွကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးစိတ်ဝင်စားကြတာပရာလောကဇာတ်လမ်းလေးတွေဂိမ်းတွေရုပ်ရှင်တွေကိုဆက်ပြီးတော့အားပေးခြင်းနဲ့တင်တော့ကျွန်တော်တို့ရဲ့ Play Page Channel လေးကို Like and Subscribe လုပ်ပေးထားဖို့ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးပါ